ကိုစောပဲပေါ့ဟုတ်တယ်ကိုစောဟိုတော့ကဘယ်လိုပြောရမလဲကိုစောရဲ့အမှုအကျင့်တွေကိုအားမရလို့လက်ထပ်ဖို့ကိစ္စကိုသဘောတူလိုက်ပြင်မယ်ကိုစောကမချစ်ခဲ့ဘူးခုတော့လက်ခံနိုင်လောက်တဲ့ပြောင်းလဲမှုတွေကြောင့်ကိုစောကိုဒီအဖြစ်ပေးဖို့ဆုံးဖြတ်လိုက်တာလေကိုစောပြောလိုက်ပြောပါတယ်ကဲဒါဆိုမျက်ပြန်ကြရင်မဆွေအားတယ်ကိုစောနဲ့မဆွေရှော့နေရအောင်နော်